ပြည်ပတွင်းကုန်တွေဝယ်ယူဖို့အတွက်ဗဟိုဘဏ်ဈေးကွက်ကနေအမေရိကန်ဒေါ်လာ258တန်းကျော်ထိုင်းဘတ်ငွေ826တန်းကျော်နဲ့တရုတ်ယွမ်109တန်းကျော်ဟာမက်လအတွင်းအယောင်းအဝယ်ဖြစ်ခဲ့ပါတယ်အဆိုပါအယောင်းအဝယ်ဈေးကွက်ထဲကိုစစ်ကောင်စီရဲ့ဗဟိုဘဏ်ကအမေရိကန်ဒေါ်လာ3.84တန်းတရုတ်ယွမ်3.89တန်းနဲ့ထိုင်းဘတ်ငွေ39.06တန်းကိုသာဝင်ရောက်ရောင်းချပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ဆိုတော့2026ခုနှစ်မက်လအတွင်းအမေရိကန်ဒေါ်လာတန်း250ကျော်တရုတ်ယွမ်တန်း100ကျော်ထိုင်းဘတ်ငွေတန်း800နီးပါးဟာပိုးကုန်လုပ်ငန်းရှင်နဲ့ဘဏ်တွေကရောင်းချပေးခဲ့တဲ့သဘောပါဆိုတော့ပြပတွင်းကုန်လိုအပ်ချက်တွေမြင့်တက်လာနေပြီးပစ္စည်းပြတ်တာတွေမြင့်တက်လာတာကြောင့်မက်လအတွင်းတွင်းကုန်လိုင်စင်တွေအများအပြားချပေးလာတဲ့ပုံစံမှာရှိနေပြီးခက်မြန်မြန်ကျနေတယ်လို့ဆိုပါတယ်ဗဟိုဘဏ်ရဲ့ FH Market မှာငွေကြေးအယောင်းဝယ်တွေဖြစ်ုံတာမကပြင်ပဈေးကွက်မှာပါနိုင်ငံခြားငွေဈေးတွေမြင့်တက်လာနေပြီးတရုတ်ယွမ်နဲ့ထိုင်းဘတ်ငွေတိတိတသားမြင့်တက်လာနေတယ်လို့ဆိုပါတယ်ထိုင်းဘတ်ငွေ990ကိုမြန်မာငွေကျပ်3သိန်းအထိရောက်ရှိလာနေပြီးတော့တရုတ်ယွမ်တယွမ်ကိုကျပ်630နဲ့အမေရိကန်ဒေါ်လာကိုကျပ်4300အထိဈေးမြင့်တက်လာနေတယ်လို့ပြင်ပဈေးကွက်အရသိရပါတယ်တင်းကြံကာလမတိုင်မီတွင်းကုန်တွေပုံမတင်သွင်းခွင့်ရလာနေတယ်လို့တွင်းကုန်လိုင်စင်တွေလည်းကျတာမြန်လာနေတာကြောင့် logistic လုပ်ငန်းတွေအလုပ်ဖြစ်နေကြတယ်လို့ရေချောင်းကုန်သွယ်ရေးပိုကောင်းလာပါတယ်အဆိုပါဝယ်ယူခဲ့ကြတဲ့နိုင်ငံခြားငွေတွေနဲ့စားသုံးစီစက်သုံးစီဓာတ်မြေဩဇာဆေးဝါးနဲ့ဆေးဝါးကုန်ကျန်းပစ္စည်းများစက်မှုကုန်ကျန်းစားသုံးကုန်စီမူရောတရိษံအစာထုတ်ပိုးပစ္စည်းများစောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းကတ္တရာမီးဖို့ချောင်သုံး gas ကားစိုက်ကဲအပိုပစ္စည်းအင်ဂျင်ဝိုင်းစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများပိုးသက်ဆေးလူသုံးကုန်ပစ္စည်းများစက်သွေးရေးလုပ်ငန်းသုံးပစ္စည်းများ electronic ပစ္စည်းများအခြားကုန်ပစ္စည်းများနဲ့ non trade transaction စတဲ့တွင်းကုန်တွေကိုဝယ်ယူဖို့အတွက်ဖြစ်တယ်လို့ဗဟိုဘဏ်ကထုတ်ပြန်ထားတာမို့တွင်းကုန်လိုင်စင်တွေအမြန်ချပေးပြီးတော့ကုန်စည်တွင်းခွန်များများပြုလုပ်ပေးလာနေပုံရပါတယ်ဒီလိုဖြစ်လာရခြင်းကလောင်စာဆီပြဿနာကြောင့်တွင်းကုန်တွေတွင်းယူရပိုခက်ခဲလာနိုင်တာပြည်တွင်းမှာလည်းလိုအပ်နေတဲ့ကုန်စည်တွေပြတ်တောက်လာမှုဟာပြည်သူတွေသာမကစစ်ကောင်စီကိုပါထိခိုက်လာနေတဲ့ပုံရပါတယ်စေအုပ်စုဟာပြည်သူတွေဒုက္ခရောက်နေတာတွေမြင်နေတွေ့နေရတဲ့တိုင် queue site လေးမရှိပဲပိတ်ဆို့မှုတွေဆက်လက်လှုပ်ဆောင်နေရကနေနောက်ဆုံး၎င်းတို့ပါပစ္စည်းပြတ်တောက်လာတာကြောင့်ဖွင့်လိုက်ပုံရပါတယ်ဒီအချက်ကြောင့်တရုတ်ကနေကောထိုင်းကနေပါတွင်းကုန်တွေပိုမိုတင်သွင်းလာဖို့ရှိနေပေမဲ့နှစ်ရှည်လများကြာတဲ့အထိပိတ်ပင်ထားမှုအကျိုးဆက်ရလောက်ငှမှာမဟုတ်ပေမဲ့စစ်အုပ်စုဟာသူတို့ပြည့်စုံလာရင်ပြန်ပိတ်မှာပါတရားမဝင်ကုန်စည်တင်သွင်းနေဆိုပြီးဖမ်းဆီးနေတယ်လို့တစ်ဖက်မှာလည်းတွင်းကုန်လိုင်စင်မချပေးတာကြောင့်စစ်ကောင်စီအုပ်စုနဲ့မိသားစုတွေပါပစ္စည်းပြတ်တောက်လာတာကြောင့်တွင်းကုန်လိုင်စင်တွေပြန်ချပေးလာတဲ့ပုံပါစစ်ကောင်စီဟာ၎င်းတို့ပါပစ္စည်းပြက်လာတဲ့သဘောကြောင့်မက်လအတွင်းမှာနိုင်ငံခြားငွေကြေးတွေအများအပြားထုတ်ရောင်းခိုင်းပြီးတွင်းကုန်လိုင်စင်တွေလည်းအမြန်ချပေးနေတယ်လို့သိရပါတယ်ပြည်ပတွင်းကုန်တွေဝယ်ယူဖို့အတွက်ဗဟိုဘဏ်ဈေးကွက်ကနေအမေရိကန်ဒေါ်လာ258တန်းကျော်ထိုင်းဘတ်ငွေ826တန်းကျော်နဲ့တရုတ်ယွမ်109တန်းကျော်ဟာမက်လအတွင်းအယောင်းအဝယ်ဖြစ်ခဲ့ပါတယ်အဆိုပါအယောင်းအဝယ်ဈေးကွက်ထဲကိုစစ်ကောင်စီရဲ့ဗဟိုဘဏ်ကအမေရိကန်ဒေါ်လာ3.84တန်းတရုတ်ယွမ်3.89တန်းနဲ့ထိုင်းဘတ်ငွေ39.06တန်းကိုသာဝင်ရောက်ရောင်းချပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ဆိုတော့2026ခုနှစ်မက်လအတွင်းအမေရိကန်ဒေါ်လာတန်း250ကျော်တရုတ်ယွမ်တန်း100ကျော်ထိုင်းဘတ်ငွေတန်း800နီးပါးဟာပိုးကုန်လုပ်ငန်းရှင်နဲ့ဘဏ်တွေကရောင်းချပေးခဲ့တဲ့သဘောပါဆိုတော့ပြပတွင်းကုန်လိုအပ်ချက်တွေမြင့်တက်လာနေပြီးပစ္စည်းပြတ်တာတွေမြင့်တက်လာတာကြောင့်မက်လအတွင်းတွင်းကုန်လိုင်စင်တွေအများအပြားချပေးလာတဲ့ပုံစံမှာရှိနေပြီးခက်မြန်မြန်ကျနေတယ်လို့ဆိုပါတယ်ထိုင်းဘတ်ငွေ990ကိုမြန်မာငွေကျပ်3သိန်းအထိရောက်ရှိလာနေပြီးတော့တရုတ်ယွမ်တယွမ်ကိုကျပ်630နဲ့အမေရိကန်ဒေါ်လာကိုကျပ်4300အထိဈေးမြင့်တက်လာနေတယ်လို့ပြင်ပဈေးကွက်အရသိရပါတယ်တင်းကြံကာလမတိုင်မီတွင်းကုန်တွေပုံမတင်သွင်းခွင့်ရလာနေတယ်လို့တွင်းကုန်လိုင်စင်တွေလည်းကျတာမြန်လာနေတာကြောင့် logistic လုပ်ငန်းတွေအလုပ်ဖြစ်နေကြတယ်လို့ရေချောင်းကုန်သွယ်ရေးပိုကောင်းလာပါတယ်ဒီလိုဖြစ်လာရခြင်းကလောင်စာဆီပြဿနာကြောင့်တွင်းကုန်တွေတွင်းယူရပိုခက်ခဲလာနိုင်တာပြည်တွင်းမှာလည်းလိုအပ်နေတဲ့ကုန်စည်တွေပြတ်တောက်လာမှုဟာပြည်သူတွေသာမကစစ်ကောင်စီကိုပါထိခိုက်လာနေတဲ့ပုံရပါတယ်
73စီရှားပါမှုနဲ့နောက်ဆက်တွဲပြဿနာတွေကြောင့်မြန်မာနိုင်ငံအနေနဲ့နောက်ထပ်တစ်လကနေ3လအထိဆိုးကျိုးနဲ့ဈေးမြင့်တက်လာမှုကိုခန်းစားရဖွယ်ရှိနေပြီးအမေရိကန်ဒေါ်လာမလုံလောက်မှုကပိုအထိနာနေစေမှာပါစစ်ကောင်စီရဲ့ဗဟိုဘဏ်က73စီကန်တာအတွက်2026ခုနှစ်မက်လအတွင်းမှာအမေရိကန်ဒေါ်လာ66တန်းကိုရောင်းချပေးတယ်လို့ဆိုတော်ညာလဲပဲလောင်စာစီဝယ်ယူရရှိနိုင်မှုကအကန့်အသတ်ရှိလာနေတာဖြစ်ပါတယ်အရှိအလဲပိုင်းပြဿနာကြောင့်လောင်စာစီဈေးတွေမြင့်တက်လာတယ်လို့ဆိုသည့်တိုင်မြန်မာဟာ USD မလုံလောက်မှု73စီတွင်းခွန့်အကန့်အသတ်ရှိမှုတည်ယူပို့ဆောင်ရေးနဲ့ကမ္ဘာလောင်စာစီဈေးမြင့်တက်လာမှုတို့ကိုခံစားနေရတာပါဟော်မုတ်ရေလက်ကြားဟာကမ္ဘာလောင်စာစီဖြန့်ဝေမှုရဲ့20%ရှိနေပေမဲ့ကမ္ဘာလောင်စာစီဈေးတွေအားလုံးပြတ်တောက်နေတာမဟုတ်ပဲထုတ်လုပ်မှုရောကျတာဖြန့်ဝေပေးတာညော့နေသွားတာမျိုးပါမြန်မာဟာ73စီကိုစင်ကာပူနဲ့မလေးရှားကနေအဓိကဝယ်ယူနေတာဖြစ်ပြီးလက်ရှိပြဿနာကြောင့်ဈေးကြီးတာမှန်ပေမဲ့ဝယ်မရတဲ့အထိပြတ်တောက်နေရခြင်းက73စီတင်သွင်းမှုကိုကန့်သက်ထိန်းချုပ်ခံထားရတာကြောင့်ပါတိုင်းပြည်စီးပွားရေးကျဆင်းမှုနဲ့အတူနိုင်ငံခြားငွေကြေးလျော့နည်းလာတာကြောင့်နှစ်စဉ်အမေရိကန်ဒေါ်လာ1.2ဘီလီယံနီးပါးတင်သွင်းနေတာကိုစစ်ကောင်စီကတားဆီးပိတ်ပင်ခဲ့ပြီးတွင်းခွန့်ကိုလည်းထိန်းချုပ်ထားခဲ့တာပါစီမံခန့်ခွဲနိုင်ခြင်းမရှိဘဲတိုင်းပြည်စီးပွားရေးကိုထိုးကျစေခဲ့တဲ့လုပ်ရက်ကြောင့်အခုလိုကမ္ဘာအရေးကြုံလာတဲ့အခါအထိနာဆုံးဖြစ်သွားခဲ့ပြီးအနှိမ့်ကျဆုံးနိုင်ငံဖြစ်တာကြောင့်လည်းအများသူငါဝယ်သလိုဝယ်ယူခွင့်မရခဲ့ပြန်တာပါအိန္ဒိချင်းနိုင်ငံတွေမှာစီပြက်တယ်ဆိုတာမြန်မာနိုင်ငံလောက်ရုပ်ဆိုးနေတာမျိုးမဟုတ်ပဲစစ်ကောင်စီဟာရခင်ပုံမှန်လောင်စာစီတင်သွင်းမှုကိုရှော့ချလိုက်တာနဲ့လူထုကိုပိုအလုပ်များစေတဲ့စုံမမူဝါဒတွေကြောင့်ပါမြန်မာနိုင်ငံမှာနိုင်ငံခြားငွေကြေးနှဲပါပြီးထိန်းချုပ်ခံရတာ73စီတင်သွင်းခွင့်ကန့်သက်ထားတာနိုင်ငံအနှံ့တည်ယူပို့ဆောင်ရေးစနစ်ကိုထိန်းချုပ်ထားတာတွေကြောင့်မလိုအပ်ပဲ73စီရှားပါပြီးဈေးပိုကြီးလာစေတာပါဥပမာပြရရင် EV ကားတန်ဖိုးဟာအိန္ဒိချင်းထိုင်းနိုင်ငံမှာ300နဲ့ဝယ်ယူလို့ရနေချိန်မှာမြန်မာပြည်က EV ကားတစ်စီးဟာအနည်းဆုံး2000ဝန်းကျင်မှာရှိနေပြီးတင်သွင်းခွင့်ကိုလည်းကန့်သက်ထားပြီးကုမ္ပဏီတချို့ကိုသာတွင်းခွင့်ပြုထားလို့ပါပြောရရင်စီးပွားရေးစီမံခန့်ခွဲနိုင်စွမ်းညံ့ဖျင်းလွန်းတဲ့အခါကမောက်ကမတွေဖြစ်လာပြီးပိုခံနေကြရတာဖြစ်ပြီးလက်ရှိကြရဲ့အခြေအနေဟာနောက်ထပ်တစ်လကနေ3လအထိကိုပြည်သူတွေစိုးကြိုးခံစားနေကြရအောင်မှာပါ73စီအလုံးလောက်ရှိပေမဲ့လည်းစုံမခွဲခြားတာ73စီဝယ်ယူခွင့်စနစ်တွေလုပ်တဲ့အပြင်2026ခုနှစ်မက်လ25ရက်နေ့ကနေစတင်ပြီးအပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းကို work from home လုပ်ကြဖို့ထုတ်ပြန်လိုက်ပါတယ်စစ်ကောင်စီဟာ73စီအလုံးအလောက်ရှိတယ်လို့ခဏခဏပြောဆိုထားပြီးယခုတဖန်ထိုင်းနိုင်ငံမှာလို့ဌာနဆိုင်ရာအရာထမ်းအမှုထမ်းတွေအနေနဲ့ဗုဒ္ဓဟူးနေ့တိုင်း work from home လုပ်ကြရမယ်လို့ဆိုပြန်တာပါအခုလိုတတ်မှတ်လိုက်တာဟာ73စီချွေတာဖို့အတွက်ဖြစ်တာကြောင့်ဝန်ထမ်းတွေအနေနဲ့ work from home ကိုအသုံးချပြီးတာဝန်ကလွဲလို့အပြင်ထွက်တာကားဆိုင်ကယ်သုံးဆွဲတာတွေမလုပ်ကြဘူးလဲဖော်ပြထားပါတယ်အလားတူပုဂ္ဂလိကလုပ်ငန်းတွေကုမ္ပဏီတွေအနေနဲ့လည်းဌာနဆိုင်ရာတွေလိုပဲ work from home စနစ်ကိုအသက်နိုင်ဆုံးလှုပ်ဆောင်ကြဖို့လဲစစ်ကောင်စီကတိုက်တွန်းထားပါသေးတယ်တကယ်တော့ work from home စနစ်ဟာစုံမခွဲဖန်ဆီးတာ73စီဖြည့်တဲ့ QR code စနစ်တွေထက်ပိုကောင်းမွန်တဲ့စနစ်ဖြစ်ပေမဲ့အကျိုးစီးပွားတွေရှိကြတာကြောင့်နောက်ဆုံးမှလှုပ်ဆောင်ကြတဲ့ပုံပါဆိုတော့ဌာနဆိုင်ရာဝန်ထမ်းတွေဟာလာမဲ့ဗုဒ္ဓဟူးနေ့ကစလို့ work from home ဖြစ်ပါပြီ